အလုံးမင်္ဂလာပါကျွန်မကိုမြတ်ဝေပေးမယ်အကြောင်းအရာလေးကတော့တိတ်မဆိုးတဲ့ကန်ဆိုးမှုတဲ့အဲ့တော့အဲ့ဇလန်လေးကကျွန်မတပည့်တယောက်ကပြပြပေးတာဖြစ်ပါတယ်ရွာအိတ်တရွာမှာညောင်မင်းကြီးတပင်းရှိတယ်တဲ့ညောင်မင်းကြီးကအကိုင်းအခက်လက်တွေဝဝဆက်ဆာနဲ့အရိတ်တွေလည်းပေးနိုင်တယ်ပေါ့အဲ့ဒီညောင်မင်းကြီးအောက်မှာခရီးသွားတွေကလည်းလာနာကြတယ်ညောင်မင်းကြီးကိုလည်းကျေးဇူးတင်ကြတယ်ကလေးတွေကလည်းဆော့ကစားကြတယ်ပေါ့အဲ့တော့သဘောကောင်းတဲ့ရွာသားတယောက်ကအမြဲတမ်းတပြည့်စည်းလာလေတဲ့ရေချမ်းဥစဉ်လေးလည်းထားပေးတယ်တဲ့နောက်တယောက်ကတော့ညောင်မင်းကြီးကိုကြည့်မြောက်တအားကိုဆူညံတာပဲရှုပ်ရှက်ခတ်နေရပဲပေါ့နော်သူကအမြဲတမ်းညောင်ကိုင်းနေဆိုဆွဲချပေါ့နော်သူကအမြဲပဲဆက်ဆူနေပါပေါ့နော်တရချက်သူကလုံးဝတိတ်မခံနိုင်တော့ဒီအပင်ကြီးကိုခုတ်မယ်ပေါ့နော်ခုတ်မယ်ဆိုတော့အပင်မော်တက်တဲ့ခါကျတော့တဲ့အပင်ခွာကြမှာတဲ့ရွှေဦးသလုံးတွေးတယ်တဲ့တွေးတဲ့ခါကျတော့အံ့ဩတာပေါ့နော်ဘေးကလူတွေကလည်းကောင်းတာလုပ်တဲ့လူကဒါရတဲ့နာမဟုတ်ဘူးလားပေါ့အဲ့လိုသူတို့ပြောနေကြတော့မှာပဲခုနကတပြက်စိလဲတဲ့လူပေါ်မှာညောင်ခိုင်းရကြိုးကြပြီခြေတော့ကြိုးသွားတယ်တဲ့အဲ့တော့သူကပို့ပြီးကိုအံ့ဩကြကောင်းတာလုပ်တဲ့လူကကောင်းတာမဖြစ်ဘူးမကောင်းတဲ့စိတ်မွေးတဲ့လူကရွှေအိုးထားတယ်ပေါ့နော်အဲ့ဒီချိန်မှာတော့ညောင်မင်းစောင်းနဲ့မင်းကြီးကပြောပြမှဖြစ်တော့မယ်ပေါ့အဲ့ခါမှာသူကပြောပြပါတယ်ဒီခုနကရွှေအိုးရမယ်လူကတဲ့တကယ်တော့တဲ့ဒီတက်ပို့ပြီးကြီးကြက်ခဏတဲ့ကျွယ်ဝမှုတွေဖုံးတကိုးတွေရမှဖြစ်တယ်တဲ့ဒါပေမဲ့သူ့ရဲ့မကောင်းတဲ့စိတ်တွေကြောင့်ရွှေအိုးလေးပဲရတာဖြစ်ပြီးတော့ခုနစိတ်ထားဖြူစင်တဲ့လူကအမှန်ဒီကနေ့ကသူကသေဆုံးရမယ့်နေ့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူကကောင်းတဲ့ကနေလုပ်တယ်ကောင်းတာတွေလုပ်တဲ့ခါမှာတော့သူကခြေကျိုးရုပ်လောက်မယ်ဖြစ်တာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကတက်ခါတည်းတအားကိုဆိုးလာပါပြီကန်ဆိုးလာပါပြီလို့မငြင်းညွတ်ပဲနဲ့ဒီလောက်ကလေးဖြစ်တာတော့သေးတာပေါ့ဒီတက်ပုံကြီးဆိုးရတဲ့အခြေအနေတွေအများကြီးရှိနိုင်သေးတယ်မလားဒါကြောင့်မလို့ကန်ဆိုးမှုတွေထဲကကန်ကောင်းမှုကိုကျွန်တော်တို့ရှာပြီးတွေ့တက်ဖို့လိုပါတယ်ဆိုတာကိုမျှဝေပေးလိုက်ရပါတယ်